ဝိရိဟဘုရင်ကြီးကသေနကပုဂ္ဂုတကာမိဏတိဝိနာဆိုတဲ့ပညာရှိအမတ်ကြီး၄ဦးပြင်လူငယ်လူရွယ်မြတ်သာဖြစ်သောထိပ်တန်းပညာရှိတူဖြစ်တဲ့မောဒရာပညာရှင်ကိုနန်းတော်တွင်ခေါ်ယူခစားစေပြီးတဲ့အခါမှာပညာရှိတွေချမ်းရံပြီးတိုင်းပြည်မှာအာကိုအားထားလောက်လို့တိုင်းရေးပြည်ကိုစီမံဆောင်ရွက်နေရင်အခက်ခဲဟုသမျှတွေကိုပညာရှိတို့ရဲ့ပညာစွမ်းအားနဲ့ကျော်လွှားနိုင်ခဲ့တာတိုင်းငယ်ပြည်ငယ်ပင်ဖြစ်တော့လဲဝိရိယဘုရင်ကြီးရဲ့အခြေအနေကပညာရှိတဲ့မတ်ပေါင်းရန်ထားသည့်အတွက်ကြောင့်လောကနဲ့ပတ်သက်လာတဲ့အခက်အခဲတွေအလုံးကိုလွန်မြောက်အောင်ပညာရှင်တို့ရဲ့စွမ်းအားနဲ့ဖြည့်ရှင်းဆုံးဖြတ်နိုင်ခဲ့တယ်။သို့သောဘုရင်ကြီးဟာပညာရှိတွေအပေါ်မှာတကယ်ပညာရှိအားကိုးလောက်တာပင်ကိုအရေးချင်းတကယ်ရှိတယ်မရှိဘူးဆိုတာကိုသူကိုယ်တိုင်ကလည်းပဲပညာစမ်းလို့တဲ့စိတ်တွေဖြစ်ပေါ်လျက်ရှိနေတယ်ပေါ့ဒါကပညာရှင်တွေနဲ့တွဲဖက်နေတတ်တဲ့ပုဂ္ဂိုလ်တူတယောက်မှာစိတ်ကူးစိတ်တန်အနေနဲ့ပေါ်လာတတ်တဲ့သဘောတရားတစ်ခုပဲတဏှိသောအခါမှာဝိရိယဘုရင်ကြီးကနန်းတော်ဘောကစဉ္ညာပတ်လန်းတစ်ခုပေါ်မှာလမ်းလျှောက်ရင်ထိုစဉ္ညာကနေပြီးနိုင်ရင်မြေဘက်ကိုလှမ်းပြီးတော့ချိလိုက်တယ်လှမ်းချိလိုက်တဲ့အခါမှာသူ့ဘာပြင်တွေ့သွားတော့ဆိုခွေးတစ်ကောင်နဲ့စိတ်တစ်ကောင်နှစ်ကောင်ဟာတူတူအိပ်စက်နေကြတာကိုသွားတွေ့တယ်ခွေးနဲ့စိတ်ဆိုတာခွေးကအသားစားတယ်စိတ်ကမျက်စားတယ်တစ်ကောင်နဲ့တစ်ကောင်ဟာအခုလိုနီးနီးကပ်ကပ်ရှင်းရင်းနီးနီးပူပူကပ်ကပ်နေတယ်ဆိုတာအလွန်ရှားပါတယ်ပေါ့ရှားမရန်ခါမှာထူးဆန်းတာတွေရှိတယ်ကြောင်လေးတွေကိုခွေးမကြီးကနိုးတိုင်နေတာတို့နော်မွေနဲ့ဖားနဲ့အတူတူနေကြတာတို့ရန်သူပင်ဖြစ်နေကြစားတခါတရံလောကရဲ့ဆံပြမှုသတ္တဝါတို့ရဲ့အနေအထားကြုံတွေ့ကြရတယ်အခုလဲနန်းတော်ကနေလှမ်းကြည့်လိုက်တဲ့အခါမှာခလန်းလန်းနိုင်ရင်ပြင်မှာဆောက်လုပ်ထားတဲ့ဘုရင်ရဲ့ဗန္ဓာတော်တွေထားတဲ့နိုင်ရန်အနီးမှာစိတ်တစ်ကောင်နဲ့ခွေးတစ်ကောင်တစ်ကောင်တစ်ကောင်ခင်မင်ရင်းနှီးစွာအနိကနေထိုင်ကြတာကိုသူမြင်တယ်မြင်တော့စိတ်ကူးရတယ်ငါရဲ့ပညာရှိကြီးတွေတကယ်ရောပညာရှိတာဟုတ်ကလားစုံစမ်းမေးမြန်းအောင်မယ်ဆိုတဲ့ပညာစမ်းလို့စိတ်တွေပေါ်လာတယ်ပညာရှိတွေကိုဆင့်ခေါ်ပြီးတော့ဘုရင်ကြီးကမေခွန်းပု္ပ္ပာမေးတယ်ဘုရင်ဆိုတာဟာဟိတ်နဲ့ဟန်နဲ့ကလည်းလှုပ်တတ်တယ်နော်ဘုရင်နေဆိုတာဟန်အများကြီးသူများတဲ့ဟန်ကောင်းတဲ့လူကဘုရင်ဖြစ်တာပဲလေဟိတ်ဟန်လှုပ်တတ်တဲ့လူကဘုရင်ဖြစ်တာအရေးချင်းရှိတာမရှိတာဒီပြင်အရေးချင်းအသာထားဟိတ်ဟန်လှုပ်တဲ့နေရာမှာတော့သူကအရေးချင်းကောင်းတယ်အဲဒါကြောင့်ပညာရှိအမတ်ကြီးတွေကိုဆင့်ခေါ်ပြီးတော့ပညာရှိအမတ်ကြီးတွေငါကောင်းထဲမှာပေါ်လာတဲ့မေခွန်းပု္ပ္ပာတစ်ခုကိုငါမေးမယ်ဖြေနိုင်ရင်ဖြေကြငါနန္ဒစာသုံးဆောင်ပြီးနေစာမစားခင်စကြမှာငါမေးတဲ့မေခွန်းကိုအဖြေပေးကြအကယ်၍မပေးနိုင်ဘူးဆိုလို့ရှိရင်တော့ငါနားမှာနေဖို့မသင့်ဘူးဘာကြောင့်လို့ဆိုရင်ငါနန်းတော်ဟာတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်ကသာလေဝိညာဉ်ခါစားတာတွေငါသဘောကျတယ်နှလဘိန်းတုံးနေငါနားနေလို့ဘာမှအကျိုးရှိမှာမဟုတ်ဘူးဆိုပြီးခက်တီအတီပေါင်းနဲ့သူကပြောပြီးတော့
အမတ်ကြီးမောဟဒရာပညာရှိအပါဝင်ပညာရှိ9ယောက်ကိုမေးခွန်းထုတ်လိုက်တယ်သူမြင်ထားတဲ့မြင်ကွင်းကိုမေးခွန်းကြည့်ပြီးတော့သူကမေးခွန်းထုတ်တာလောကမှာတဲ့ဖေရုံးကမှနှစ်ဦးတွဲပြီးတော့မနေတဲ့တဦးနဲ့တဦးရန်ဆောင်နေတတ်တဲ့ပုဂ္ဂိုလ်နှစ်ဦးဟာငြိမ်းချင်းချမ်းချမ်းနဲ့တဦးနဲ့တဦးခင်မင်ရင်းနှီးစွာယုံကြည်စိတ်ချစွာနိနိကကနေနိုင်ကြတယ်ဆိုတာတွေ့ရတယ်အဲ့ဒါဘာကြောင့်လဲဖြစ်ထုတ်ကြရန်သူနှစ်ဦးဟာမိတ်ဆွေဖြစ်ပြောင်းလဲပြီးပူပူကကနေတယ်ဆိုတာလောကမှာဖြစ်တော့ဖြစ်ခဲ့သူတို့ဟာဘာကြောင့်ရန်သူဘဝကနေပြီးမိတ်ဆွေဘဝရောက်သွားကြတယ်ဆိုတဲ့အကြောင်းကိုအဖြေထုတ်ကြရမယ်အကယ်၍ငါမေးတဲ့မေးခွန်းကိုငါသတ်မှတ်ပေးတဲ့ဒီကနေ့အတွင်းအဖြေမထုတ်နိုင်ဘူးဆိုလို့ရှိရင်မင်းတို့ပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုငါနန်းတော်ဟာနှင်ထုတ်မယ်ငါရဲ့ advisor အဖြစ်ကအလုပ်ဖြုတ်ပြမယ်လို့ဘုရင်ကြီးကချိန်ချောက်ပြီးအတီပေါင်းနဲ့ပြောတာအတီပေါင်းနဲ့ပြောလိုက်တဲ့အခါကျတော့ဒီမေးခွန်းကကြည့်လိုက်တယ်သေနကမကြီးကသူကောင်းထဲမှာစဉ်းစားလို့မရဘူးရန်သူနှစ်ယောက်ဟာတုံးနဲ့တူယုံကြည်စိတ်ချပြီဘယ်တော့မှမိတ်ဆွေမဖြစ်ဘူးပဲနဲ့အခုကတုံးနဲ့တူအနီးကပ်ယုံကြည်စိတ်ချစွာနေထိုင်ကြတာဘာကြောင့်လဲစဉ်းစားလို့မရတော့ပုဂ္ဂုတလမ်းကြည့်တော့လဲတိုက်ပြည်ကနှစ်ထုတ်ခံမှတွေးပြီးတော့လန့်နေခေါင်းထဲမှာစဉ်းစားအဖြေမထွက်ဘူးကာမိန်ဒအမတ်ကြီးကလည်းခေါင်းကြီးငိုက်ဆိုင်ကြီးဖြစ်နေဒေဝိနအမတ်ကြီးကလည်းပဲခေါင်းကြီးငိုက်ဆိုင်ကြီးနဲ့စိတ်ပြည့်တဲ့အမှုရာဖြစ်နေမောဟဒရာပညာရှိကိုလှမ်းကြည့်တော့မောဟဒရာကလည်းသူ့ပြန်ကြည့်တယ်သူလည်းခေါင်းနဲ့ပေါ်ဖို့မရဘူးဒီမေခွန်းရဲ့အဖြေကိုသေနကမတ်ကြီးကအကင်းတော့ပါတယ်သူကဒီပညာရှိကအကင်းတော့ပါအဲ့တော့မောဟဒရာပညာရှိတောင်ဒီမေခွန်းရဲ့အဖြေကိုသူချက်ချင်းမသိဘူးဆိုတော့ဒီမေခွန်းကလွန်ခက်ခဲတဲ့မေခွန်းဖြစ်မယ်အကယ်၍မဖြေနိုင်ဘူးဆိုရင်တို့တွေနှင်ထုတ်ခံရတော့မှာအရှက်တကွဲအကျိုးနဲ့ဖြစ်တော့မှာပဲဆိုပြီးတော့သူအကြံထုတ်တယ်ဘုရင်ကြီးကိုရင်းနှီးတဲ့အနေထားအနေနဲ့ရေမောပြီးတော့အရှင်မင်းကြီးကမေခွန်းကအလွန်ကိုခက်ခဲနေတယ်ကျွန်တော်မျိုးတို့ကအခုလိုပရိသတ်ကြားမှာလူတန်းနေဆူညံနေတဲ့အချိန်ပိုင်းမှာကျွန်ုပ်တို့ဟာစဉ်းစားလို့ဒီရှင်မင်းကြီးရဲ့မေခွန်းကိုဖြေဖို့ရခေါင်းထဲမှာပေါ်မှမဟုတ်သေးဘူးအဲ့တော့ကျွန်တော်တို့အချိန်ပေးပါတိတ်ဆိတ်ငြိမ်သက်ပြီးတော့တူးတဲ့စဉ်းစားလိုက်မယ်စိတ်ဓာတ်တွေကိုစူးစီးပြီးတော့ရှင်မင်းကြီးရဲ့မေခွန်းကိုစူးစမ်းလိုက်ရင်ဧကန္ဒိဋ္ဌကျွန်တော်တို့ဖြေနိုင်မှာဖြစ်ပါတယ်ရှင်မင်းကြီးတရက်တော့ခွင့်ပြုပါမောဟဒရာကလည်းခေါင်းငိမ့်ပြအဲ့ဒါဘုရင်ကြီးစီခွင့်တောင်းလိုက်တယ်တရက်တော့ခွင့်ပေးပါတိတ်ဆိတ်ငြိမ်သက်တဲ့အချိန်မှာသူတို့တွေးတောကြံစီပြီးတင်မင်းကြီးရဲ့ခက်ခဲတဲ့အဖြေကိုမှန်ကန်အောင်ထုတ်ပါမယ်ဆိုတော့ဘုရင်ကြီးကကောင်းပြီနေ့ဖြင့်ကအဖြေပေးကြရမယ်မပေးနိုင်ဘူးဆိုလို့ရှိရင်နှင်ထုတ်မယ်အားလုံးတန်းတော်မှာမထားဘူးအားလုံးနှင်ထုတ်ပြမယ်ဘုရင်ကြီးကအတိပေါက်ပြောတော့အားလုံးစိတ်ပြက်လက်ပြက်နဲ့ထွက်ခွာသွားကြထွက်ခွာသွားရင်ကနေပြီးတော့တူပြောကြတယ်ဘယ်နဲ့လဲစဉ်းစားမိလားဆိုပုဂ္ဂုတအမတ်ကြီးကလည်းမစဉ်းစားမိဘူးစဉ်းစားဖို့ရခက်တယ်ကာမိန်ဒအမတ်ကြီးကလည်းသူလည်းမစဉ်းစားမိဘူးဒေဝိနလည်းမစဉ်းစားမိမောဟဒရာကလည်းမစဉ်းစားမိသေးဘူးဘာကိုဘုရင်ကြီးကဥတီပြီးပြောနေမှမသိသေးဘူးဆိုပြီးတော့အိမ်ပြန်သွားကြတယ်တခါတရံပြဿနာဆိုတာဟာ
သူမြင်မိမဲ့ကိုမြင်ခြင်းမှမြင်တာအခက်ခဲဆိုတာမတမ်းအခက်ခဲဘာကိုရည်ရွယ်ပြီးတော့ဒီမေခွန်းထုတ်မှမသိဘူးဆိုတဲ့အပေါ်မှာအခက်ခဲတွေကြုံအိမ်ပြန်သွားတဲ့အခါမှာမောဟဒရာပညာရှိကတော့ခေါင်းထဲမှာပေါ်လာတယ်ဒီဘုရင်ကြီးကတကယ်တော့သူထက်မြက်တဲ့ဘုရင်ကြီးတော့မဟုတ်ဘူးသူဘာတွေ့ပြီးဒီမေခွန်းထုတ်နေတာတော့ဆိုစဉ်းစားတယ်ပေါ့နော်သူဘာတွေ့ပြီးတော့ဒီမေခွန်းမေးဖို့စိတ်ကူးရတာလဲလို့ဆိုဥဒုံပရဒေဝီစီချင်းကတ်တာရှင်မိဗျာတဲ့ဘုရင်ကြီးဟာဒီရက်ပိုင်းနေမှာဘယ်နေရာမှာသူအကြာကြီးရက်ကြည့်နေတာများရှိသလားဘယ်နေရာများရက်ကြည့်နေတာတွေ့တော့ဆိုဥဒုံပရဒေဝီကအနိကခါသားတယ်မိဗျာဆိုအေးနိုင်ရင်ပြင်ကရှောက်လန်းကြီးကလေသာပြတဲ့နားမှာတော့သူအကြာကြီးရက်နေတာတွေ့တယ်ဆိုတော့မောဟဒရာကဟုတ်ပြီအဲ့ဒီကနေကြည့်လိုက်တဲ့အခါကျတော့စိတ်တကောင်နဲ့ခွေးတကောင်အိတ်နေတာသွားတွေ့တယ်။အော်သူဒါကိုမေခွန်းထုတ်တဲ့နေမှာပဲဆိုမောဒရာအေးစိစိပဲပြန်သွားတယ်။သူသဲလွန်စာလေးရသွားတယ်။ဟိုမကြီးတွေကအိတ်မပြောရှာကြဘူး။အိတ်မပြောဘူး။ငါတို့အဖြေမပေးနိုင်ရင်တော့ငါတို့နှစ်ထုတ်ခါရတော့မှာပဲဆိုပြီးတော့ခေါင်းကုတ်စဉ်းစားလို့မရအမတ်ကြီးလေးဦးခေါင်းချင်းဆိုင်ပြီးတော့တိုင်းမင်းဟိုမောဒရာကောင်လေးတော့တိလောက်ပါတယ်ကွာသူကအကင်းပါတဲ့လူလဲလူငယ်သူ့အိမ်သွားမေးကြရအောင်ဆိုပြီးတော့အဲ့ဒီသေနကအမတ်ကြီးနဲ့ပညာရှိအမတ်ကြီး၄ယောက်ဟာမောဒရာအိမ်မက်ကိုသွားကြတယ်သွားပြီးတော့ဟိုကြတော့သတင်းပို့တဲ့အခါကျတော့မောဒရာပညာရှိကဝင်ခဲ့ပါဆိုတော့သူတို့မောဒရာအိမ်ရောက်ပြီအဲ့ဒီမေခွန်းနဲ့ပတ်သက်ပြီးတော့အဖြေရပါလားဆိုမောဟဒရာကရပါပြီအဖြေရပြီဆိုသူတို့မရရင်မဖြေနိုင်ရင်တော့နန်းတော်ကနှစ်ထုတ်တဲ့တန်ကိုခါရတော့မှာပဲသို့မဟုတ်ဘုရင်ဆိုတာစိတ်လိုက်မှလှုပ်တတ်တဲ့အနေအထားတွေရှိတယ်ဒါကြောင့်မို့အကယ်၍သာတို့မဖြေနိုင်ရင်ဒုက္ခရောက်တော့မှာအဖြေလေးသိရင်တို့လည်း share လုပ်ပေးပါဦးshare လည်းပေါ်တယ်လေခုအဲ့ဒီ share လုပ်ခိုင်းတယ်မောဒရာပညာရှိကအကယ်၍ငါမပြောရင်ဒီမကြီးတွေဒုက္ခရောက်တော့မှာတစ်ဖက်သားကိုငဲညာတယ်သူကအဲ့တော့သူတို့ကိုအဖြေလေးတွေကိုတူနဲ့တူမတူတဲ့အဖြေသို့တော့ဏိဂုံးဆွဲတဲ့အခါမှာစိတ်နဲ့ခွေးပဲအလုံးဏိဂုံးဆွဲလိုက်တဲ့အခါစိတ်နဲ့ခွေးအကြောင်းအဲ့ဒီအဖြေကိုမောဒရာပညာရှိကသူတို့သင်ပေးလိုက်တယ်သင်ပေးလိုက်တဲ့အခါနောက်ရက်ကျတော့ကြော့နဲ့တို့အဖြေရပြီဆိုပြီးနန်းတော်ထဲဝင်သွားကြလေရဲ့နော်နန်းတော်ထဲဝင်သွားတဲ့အခါမှာသေနကအမတ်ကြီးကအကြီးဆုံးဆိုတော့သူကထိတ်ကထိုင်တယ်မောဟဒရာကနောက်ဆုံးအစွန်မှာထိုင်ရတယ်ပညာရှိ9ယောက်ဆုံစည်းမိတဲ့အခါမှာမောင်မင်းတို့ဘယ်နဲ့လဲငါကိုရောမြတ်မေးထားတဲ့မေးခွန်းအဖြေရကြပလားအဖြေမရရင်တော့မကန်ကမဖြေနိုင်ရင်တော့ငါပြောထားတဲ့အတိုင်းတိုက်ပြည်ကနှင်ထုတ်ရလိမ့်မယ်နန်းတော်ကနှင်ထုတ်ရလိမ့်မယ်ငါနိုင်ငံမှာနလဘိန်းတုံးကိုမထားဘူးပညာရှိမှငါမွေးမယ်ခတ္တိတီနဲ့ဘုရင်ကြီးကအဲ့လိုပြောလိုက်သေးတာတေနကမကြီးကဘုရင်ကြီးနဲ့ယဉ်နှီးတော့ဟဲနဲ့ရီလိုက်သေးတာရီပြီးကျွန်တော်မျိုးမှမဖြေရင်ဘယ်သူဖြေနိုင်မှာတော့ကျွန်တော်မျိုးအဖြေရပါပြီကဲဒါဖြင့်ဖြေစမ်းမှာလောကမှာဘယ်တော့မှမတဲ့တဲ့ရန်သူနှစ်ဦးဟာဘယ်လိုအကြောင်းကြောင့်သူတို့ဟာတဦးနဲ့တူငြိမ်းချမ်းရေးလုပ်ပြီးတော့ကြောချင်းကပ်ပြီးတော့နေနိုင်ကြတာဘာကြောင့်လဲဘာကြောင့်ရန်သူတွေဟာပြန်ပြီးတော့မိတ်ဆွေဖြစ်ပြီးတော့တဦးနဲ့တူလက်တွဲနိုင်ကြတာလဲအဲ့ဒီအဖြေကိုဖြေပါဆိုမောဟဒရာသင်ပေးလိုက်တာလေးအတိုင်းသူကပြောတယ်မောဟဒရာကသင်ပေးလိုက်တာသူအဓိပ္ပာယ်တော့နားမလည်ဘူးတဲ့
မောဒရာသင်ပေးလိုက်တဲ့အတိုင်းပဲအလွတ်ရအောင်ချက်ပြီးရွတ်တာအဲ့သူအလွတ်ရအောင်ချက်ပြီးတော့ရွတ်လိုက်တဲ့စာပိုင်လေးကဘာလို့ဆိုဥက္ခပုဒ္ဒရာဇပုဒ္ဓိယာနာဥရဝတမန္တံပိယမနံပံနသုနခတတေအဒင်းတိမန္တံအထမင်တတသူနေနတချမတ္တာမောဒရာရေးပြီးတော့ပေးလိုက်တဲ့သင်ပေးလိုက်တဲ့ဂါထာလေးအဓိပ္ပာယ်ကဘာလို့ဆိုလို့ရှိရင်မင်းကြီးမင်းသားတွေဒီအထက်တန်းကြတဲ့အမတ်ကြီးတွေမင်းဆိုးရာဇာတွေဟာတဲ့သိုးသားစိတ်သားကိုမျက်မျက်နှုံနှုံစားကြတယ်တဲ့ဒါပေမဲ့ခွေးသားကိုတော့မစားကြဘူးတဲ့အဲ့ဒီနှကောင်ပအောင်သူကစီကုံးပေးထားတယ်သိုးသားတော့သူတို့အလွန်ကြိုက်တယ်တဲ့ဒါပေမဲ့ခွေးသားကိုတော့မစားကြဘူးတဲ့သိုးနဲ့ခွေးဟာမိတ်ဆွေဖြစ်နေကြပါလားအဲ့ဒီအဓိပ္ပာယ်လေးကိုသူပြောလိုက်တယ်သိုးနဲ့ခွေးမိတ်ဆွေဖြစ်နေကြပြီတော့ဘုရင်ကြီးကသူရွယ်ပြီးတော့မေးတယ်မေးကုန်ဖြစ်နေတော့ကဲသေနကအမတ်ကြီးဖြေတာဟုတ်ပြီနောက်ပုဂ္ဂုတအမတ်ကြီးကဖြေစမ်းမအောင်ဘာကြောင့်ဆိုတော့ပြောစမ်းမအောင်ဆိုသူကလည်းမောဟဒရာသင်ပေးထားတဲ့အတိုင်းဖြေတယ်သမံဝိဟနန္တိဧလကတ္တအတ္တဖိဋ္ဌထရဒုက္ခတဟောတိနာဟေတိသူနခတအထရန္တိအထမင်္ဒတသူနေနတချမတ္တာစိတ်တကောင်သိုးတကောင်ရဲ့အရေးကိုအသုံးချပြီးတော့မြင်းစီတဲ့အခါမှာမြင်းကုန်းနှီးအဖြစ်လူတွေဟာစိတ်ရည်ကိုပေါ်ကနေခင်းပြီးတော့မြင်းပေါ်မှာတင်ပြီးတော့စီးလေရှိကြတယ်ဒါပေမဲ့ခွေးရည်ကိုတော့မြင်းပေါ်မှာတီးပြီးတော့မရှိဘူးသူတို့နှစ်ကောင်မတူဘူးသို့တော့အဲ့ဒီစိတ်နဲ့ခွေးဟာမိတ်ဆွေဖြစ်နေကြတယ်ဒါသူဖြေလိုက်တော့ဘုရင်ကြီးကလည်းစိတ်နဲ့ခွေးပါရင်ပြေးနေပြီလေဒါနဲ့သူသဘောကျပြီးတော့ကဲကာမိဏအမတ်ကြီးကဖြေပါအောင်လို့ဆိုကာမိဏအမတ်ကြီးကဘာဖြေအာဝိလိတသင်္ကိယောဟိမင်တောနသသုနခတဝိသနာနိအဋ္ဌိသူပြောတာကစိတ်မှာတော့ဂျိုလေးကထောင်ပြီးတော့နေတယ်တဲ့ဂျိုလေးတဆွင်းဆွင်းနဲ့အပေါ်မှာစိတ်ကဂျိုရှိတယ်ခွေးမှာတော့ဂျိုမရှိဘူးခွေးကတော့ဂျိုမရှိဘူးစိတ်ကမျက်ကိုစားပြီးခွေးကအသားကိုစားတယ်အဲ့ဒီစိတ်နဲ့ခွေးဟာမိတ်ဆွေဖြစ်နေကြလေရဲ့သူလည်းအဖြေရသွားရောဘုရင်ကြီးကဟုတ်ပြီဒေဝိနအမတ်ကြီးကဖြေပါအောင်လို့ဆိုပြီးဒေဝိနအမတ်ကြီးကိုမေးတော့ဒေဝိနအမတ်ကြီးကလည်းသင်ထားတဲ့အတိုင်းသူဖြေတယ်တိနမာတိဖလမာတိမင်တော်စိတ်ဆိုတာမျက်ကိုစားတယ်တတိတွေကိုစားတယ်နသသူနခောတိနမာတိနောဖလမာတိခွေးဆိုတာတော့မျက်မစားဘူးမျက်စားအားနဲ့လေခွေးကမျက်မစားဘူးအသီးမစားဘူးကနေယသူနောတတံပိလာတာခွေးဆိုတဲ့အကောင်ကယုံတို့ကြောင်တို့ကိုပဲလိုက်ကြိုက်တတ်တယ်ဒီနေရာမှာစိတ်နဲ့ခွေးမိတ်ဆွေဖြစ်နေကြပါတယ်လို့ဟောဘေးကုန်းဖြေလိုက်တော့သူလည်းပြေးသွားရောကဲမဟောဒရာပညာရှိဖြေစမ်းမအောင်ဆိုတော့မောဒရာကဖြေတယ်သူတို့နဲ့မတူတဲ့အဖြေကိုသူဖြေလိုက်တာသူကြတော့ပို့ပြီးတော့တိတိကျကျဖြေတာအထတပရောစတုပ္ပတ္တခြေလေးချောင်းရှိပြီးတော့ခြေသေးရှိခုမင်တော်အထနကောအဋိတမာနောဒီစိတ်တူပါလို့ဆိုတာခွာရှိတာဆိုတော့တစ်ခုတစ်ခုကသူကတစ်ခုကွဲပဲရှိတာဆိုတော့ခြေထောက်က၄ချောင်းခွာက၄ခုဒါပေမဲ့ခွာက
တချမ်းခွဲဆိုတော့ခြေသေးလက်သေးအနေနဲ့ပြောမှဆိုလို့ရှိရင်၈ခုဖြစ်သွားတယ်နော်ခြေသေးလက်သေးက၈ခုရှိတယ်သာတိယမဟာရတိအယံဣမတ္တမန္တံအာဟာရတိအယံမௌတ္တစိတ်နဲ့ခွေးနော်စိတ်ဟာဒီမမြင်ကွယ်ရာကနေပြီးတော့သူဟာခွေးအတွက်မြက်ကိုယူပေးတယ်ခွေးအတွက်အသားကိုယူပေးတယ်ခွေးကမြက်ကိုယူဆောင်ပေးတယ်ဟောဒါတိုက်ရိုက်အဖြစ်ဖြစ်သွားတာပေါ့နော်ခွေးနဲ့စိတ်ဟာစိတ်ကအသားကိုခြိပေးတယ်ခွေးကမြက်ထုံးကိုခြိပေးတယ်အဲ့ဒီလိုသူတို့နှစ်ဦးဟာပေါင်းဆက်ပြီးတော့ဆင်းရဲဒုက္ခကနေလွတ်အောင်အချင်းချင်းအကူအညီပေးရင်းကနေပြီးတော့ချမ်းသာဒုက္ခရနေကြတာပါတာရဝရကတောဝိတေဟတိတောဝိတိဟာရံအညမေညဘောဇနနာအဒက္ခိကိရတက္ခိကံစနေနောဘုဗုကတ္တမုခမတ္တစေတံအတိအကျဖြေလိုက်တယ်ဝေရယဘုရင်ကြီးဟာနန်းတော်ဘောကနေလမ်းလျှောက်ရင်းနဲ့စိတ်နဲ့ခွေးအပြန်အလှန်အကျိုးပြုအစာတွေကိုခြိပေးနေကြတာကိုကြည့်ပြီးတော့ဒီမေကွန်းထုတ်တာပါလို့ဖြေလိုက်တဲ့အခါကျတော့သူ့အဖြေကပို့ပြီးတော့ကွတ္တိမိသွားတော့ဘုရင်ကြီးကဝမ်းသာအားရဖြစ်ပြီးအော်ပညာရှိတွေငါနာပညာရှိတွေတကယ်တော်ကြပါပြီတဲ့ဥဒ္ဒံခက်ခဲတဲ့မေကွန်းကိုတော့ဖြစ်နိုင်တယ်ငါဟာအရာတော်လိုက်တာဒီလိုပညာရှိတွေနဲ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရတာငါ့ဖို့အရာတော်လိုက်တာအလွန်ခက်ခဲနေတဲ့ဒီပြဿနာကိုပဲသူတို့ဟာဖြေရှင်းနိုင်မှာပဲတဲ့ဆိုပြီးတော့အလုံးကိုအတ္တရူလာမြင့်ကတဲ့ယထာကတစည်းစီနော်အခွန်ဒီကြီးပွားတိုးတက်တဲ့စီးပွားရေးကောင်းတဲ့ရွာကြီးကလည်းတရွာစီအလုံးကိုမေကွန်းဖြေနေသည့်အတွက်ကြောင့်ဆူချလိုက်တယ်ဘုရင်ကြီးအဲ့တော့သူမေကွန်းထုတ်တာဘာကြောင့်ဒီမေကွန်းထုတ်တယ်လဲခွေးနဲ့စိတ်တူတူအိတ်နေတာတင်ခြိတာလားလို့ဆိုမဟုတ်ဘူးအဖြစ်ပြက်ဇာလန်းလေးကဘာတော့ဆိုဘုရင်ကြီးကခွေးတဲ့စိတ်အကြောင်းကိုသူဒီလောက်ပဲသိပေမဲ့လို့တကယ်အဖြစ်ပြက်ကဘာဖြစ်သွားတော့ဆိုဘုရင်ကြီးနန်းတော်မှာမွေးထားတဲ့ခွေးတစ်ကောင်လည်းရှိတယ်ချက်စားဖို့ဒီမှာရဲ့ဒီစိတ်ကတော့မပေါ်သေးတာပဲဖြစ်လိမ့်မယ်အဲ့စိတ်တစ်ကောင်လည်းရှိတယ်တရက်ကြတော့အဲ့ဒီစိတ်ကစင်တင်းကုတ်ဘက်ကိုသွားပြီးစင်နေကျွေးတဲ့မြတ်ထုံကိုသွားပြီးတော့စားလိုက်တော့စင်တိန်တွေကတွေ့တဲ့အခါမှာသူ့ကိုကြောကော့အောင်ရိုက်လွှတ်လိုက်တာခွေဟောအဲ့ဒီစိတ်အရိုက်ခံလိုက်ရတော့ကြောကိုကော့ပြီးတော့လာကျင်တို့ပြန်လာပြီးတော့ဒီကိုရောင်ကြားမှာလာပြီးတော့အိတ်တာသူအရိုက်ခံလိုက်ရတာကြောကိုကော့တော့အောင်ရိုက်တာဟိုကတခါခွေးကလည်းပဲဘုရင်ရဲ့စားတော်ချက်ကထွေးဟင်းဒီအသားငါးတွေချက်ပြီးတော့ချွေးချေးတွေထွက်လို့အပြင်ဘက်မှာခဏလေညင်းလေးထွက်ခန့်တဲ့အချိန်မှာဒီချက်ထားတဲ့အသားဟင်းနှံ့ကနေမှုှေးကြိုင်နေတော့ခွေးကနှာခေါင်းကိုရှူပွားလုပ်ပြီးမနေနိုင်တော့ဘူးအဲ့ဒီထမင်းချက်သမားစားတော်ချက်သမားအလစ်မှာထဲဝင်ပြီးတော့အိုးဖွင့်ပြီးတော့အမဲတုံးကိုဆွဲတော့တာခွက်တန်လဲကြားရောခွေးလှန်စားနေတာလည်းမြင်ရောတကားကိုပိတ်ပြီးတော့အဲ့ဒီခွေးဟာရိုက်လိုက်တာဟောနောက်ဆုံးမှာခွေးဟာကြောကိုကော့နေအောင်ရိုက်ခါရတဲ့အခါခြေတော်လေးတစ်ချောင်းမြောက်ပြီးတော့နောက်ခြေတော်လေးမြောက်ပြီးတော့သုံးချောင်းတော့နဲ့သွားတယ်လေခွေးဆိုတာမြောက်စီနဲ့သွားပြီးတော့အဲ့တော့အရိုက်ခံထားတော့သူလည်းအဲ့ဒီကိုယ်တော်ညာသွားပြီးတော့အိတ်တယ်အဲ့ဒီမှာနှစ်ကောင်စလုံးမှာကြောကော့အောင်ရိုက်ခံထားရတဲ့အခါကျတော့စိတ်ကမေးတယ်ဘာဖြစ်လို့လဲဆိုဒီလိုပဲဘုရင်စားတော့ကျက်မိဖို့တဲ့ဝင်ပြီးတော့အသားစားမိလို့ရိုက်ခံရတာဆို
ခမရရောဘာဖြစ်တာတော့ဆိုငါလဲကွာစင်တင်းကုန်သွားပြီးတော့မျက်ဆွဲမိတာနဲ့ရိုက်ခံလိုက်ရတာပေါ့အဲ့ဒါလို့နှစ်ယောက်စလုံးဟာဒုက္ခခံနေရတော့အစားအသောက်နဲ့ပတ်သက်ပြီးငါတို့နောက်ဆိုရင်မသွားရတော့ဘူးမကတ်ရတော့တော့တို့အစားအသောက်ခက်လိမ့်မယ်အဲ့ဒီမှာစိတ်ကစပြီးကြံပေးတယ်ငါကြံမယ်ကွာအဲ့တော့မင်းအစာအတွက်စိတ်ဆိုတာအသားမစားဘူးငါကစားတော့ကဲချက်တဲ့စဖိုးချောင်းသားသွားပြီးရစ်တီလုပ်မယ်ရစ်တီလုပ်ပြီးအလစ်တုတ်လာခဲ့မယ်အသားတော့လစ်တုတ်ပြီးဒီနာချထားမယ်အဲ့ဒါမင်းစားမင်းကငါစိတ်ဆိုတာအသားမစားဘူးဆိုတာသိတော့ငါ့ကိုတော့ဒုက္ခပေးမှာမဟုတ်ဘူးတခါခွေးကလည်းခွေးဆိုတာမျက်စားတဲ့အကောင်မဟုတ်တော့ငါလည်းစင်တင်းကုန်တာသွားရစ်တီလုပ်ပြီးအလစ်ကိုအဲ့ဒီမျက်တုံးကိုချီလာခဲ့မယ်ချီလာခဲ့ပြီးဒီနာချမျက်ကိုမင်းကစားအသားကိုငါစားမယ်နဲ့ဆိုပြီးတော့အပေးယူမျှသွားကြတာသူတို့အဲ့လိုနဲ့မိတ်ဆွေဖြစ်သွားကြနော်လောကကြီးမှာအပေးယူမျှရဲ့မိတ်ဆွေဖြစ်တယ်အပေးယူမျှဖို့လိုတယ်နော်သူမလုံနိုင်တာကိုလုံတယ်ကိုမလုံနိုင်တာသူလုံတယ်အဲ့ဒါလို့အပေးယူမျှလိုက်တဲ့အခါမှာခွေးနဲ့စိတ်ဟာမိတ်ဆွေဖြစ်သွားတာအဲ့ဒါကိုသိထားတဲ့ဘုရင်ကြီးကဒီမိကုံးထုတ်လိုက်တာဖြစ်တယ်ကောအဲ့ဒါကိုမေနကပညာအနေနဲ့ဒီမောဒရာဇလမ်းမှာ၅ခုမြောက်နန်းတော်ရောက်ပြီးတဲ့အခါမှာ၅ခုမြောက်မိကုံးအနေနဲ့မိကုံးထုတ်တာပဲဖြစ်တယ်အဲ့ဒီနောက်မှာဆုလက်တွေတူတူချလိုက်တဲ့အခါမှာဥဒ္ဓမရဒေဝီကမကြေမနပ်ဖြစ်တယ်။ဘာကြောင့်မကြေမနပ်ဖြစ်တုံးဆိုဒီသိဏကဆိုတဲ့သိဏကတို့ဒီအမတ်ပညာရှိကြီး၄ယောက်ကဒါသူတို့ကြံညာမဟုတ်ဘူး။သူ့ရဲ့မောင်လေးမဟောဒရာစီကရထားတဲ့အဖြေတွေပေးတာ၄ယောက်စလုံးကိုဆုတူတူရတယ်ဆိုတော့ဒါမကြေနပ်နိုင်ဘူး။မကြေနပ်နိုင်တော့ဘုရင်ကြီးစီသွားပြီးတော့ဖွင့်ပြောတယ်နော်။ဒီမင်းကြီးတဲ့ဒီအဖြေဟာဘယ်သူပေးတာတော့သိလားမောဒရာပညာရှိကပေးတာသူတို့တိုင်းပြည်ကနှင်ထုတ်ခံရမှာဆိုလို့တနာငဲညာတဲ့အနေနဲ့သူတို့ကိုမောဒရာပညာရှိကသင်ပေးထားတာသင်ပေးတဲ့အတိုင်းသူတို့ဖြေကြတာဆုရတဲ့အခါကျတော့အလုံးတူတူဆိုတော့ဒါမတရားဘူးတကယ်ကတော့ဒီအဖြေတွေအလုံးဟာမောဒရာရဲ့အဖြေတွေပဲလို့ဆိုတော့ဘုရင်ကြီးကအေးငါသားမဟောဒရာစိတ်ကောင်းရှိတယ်ကြည်စမ်းစိတ်ကောင်းရှိတယ်သူသင်ပေးထားတာပါလို့မပြောဘူးအလုံးအတွက်ငဲညာပြီးတော့သူလှုပ်ဖို့ရတယ်ဆိုပြီးဘုရင်ကြီးကသူ့ကိုပို့ပြီးတော့စိတ်ထဲမှာဝမ်းသာအားရဖြစ်သွားတယ်အဲ့ဒါလို့ဝမ်းသာအားရဖြစ်ပြီးတဲ့နောက်မှာဘုရင်ကြီးကနေအောင်နောက်မေးခွန်းတစ်ခုငါမေးအောင်မယ်အဲ့ဒီကြရင်တော့သူတို့နှစ်ယောက်ကိုစကားကြီးလူပွဲဒီဘိတ်လုပ်ခိုင်းမယ်ငါရှိမှာပဲတကယ်အရေးချင်းရှိတဲ့ပုဂ္ဂိုလ်ဘယ်သူဆိုတာကိုသိရှိနားလည်အောင်ငါဒီဘိတ်လုပ်ခိုင်းမယ်ဆိုပြီးသူကဘုရင်ကြီးကဒီဘိတ်လုပ်ဖို့ရအတွက်သူစတင်ပြီးတော့စဉ်းစားတယ်အဲ့ဒါလို့စဉ်းစားတဲ့အခါမှာတိရိမန္တဆိုတဲ့စကားကြီးလူပညာရှိနဲ့ဥစ္စာရှိသူပညာရှိသူနဲ့ဥစ္စာရှိသူပညာနဲ့ဥစ္စာဘယ်အရာကသာတယ်လဲဆိုတာကိုဒီဘိတ်လောက်ရမယ်စကေလူပွဲတစ်ခုဘုရင်ကြီးကစီမံတယ်အဲ့တော့ပညာရှိအမတ်တွေကိုအကုန်လုံးဖိတ်ခေါ်လိုက်တယ်သူတို့5ဦးစလုံးဘုရင်ရှိရောက်တဲ့အခါမှာတေနကအမတ်ကြီးကထိတ်မှထိုင်တယ်အစွန်မာကမဟောဒရာပညာရှိထိုင်တယ်အဲ့ဒီမှာဘုရင်ကြီးကဲပညာရှိသူနဲ့ဥစ္စာတဏရှိသူဘယ်သူကတာလဲဆိုတာကိုအကြောင်းအကျိုးစီလျော့အောင်တင်ပြနိုင်ရမယ်ဘယ်သူကတာလဲဆိုတာတင်ပြကြလို့ဆိုတော့အဲ့ဒီမှာဘယ်သူကတာလဲဆိုတာအလုံးကိုတင်ပြကြရမယ်ဘုရင်ကြီးကစပြီးတော့ဗာမေးတုံးဆို
ပညာယုပေတံတိရိယဝိဟိနာပညာနဲ့တော့ပြည့်စုံတယ်ဒါပေမဲ့ဥစ္စာဒနာမရှိဘူးယတတိနံဝါပိအပေဒပညာတယောက်ကတော့ခြံရစည်းစိမ်များပြီးတော့ပညာမရှိဘူးပု္ပ္ပာမိတံသေနကဣတမထသေနကအမတ်ကြီးအဲ့ဒီအကြောင်းကိုငါမေးမယ်ကမေထသေယောဥစ္စာရှိပြီးပညာမရှိသူနဲ့ပညာရှိပြီးဥစ္စာမရှိသူအဲ့ဒီနှစ်ယောက်ဟာဘသူကတာတယ်ဆိုတာကိုပညာရှိတွေကဘသူကတာတယ်လို့ပြောဆိုကြသလဲအဲ့ဒီမိကုံဖြေပါနော်ဘသူကတာအဲ့တော့သေနကအမတ်ကြီးကဒါသူတို့မျိုးရိုးမှာသူတို့ကပစ္စည်းဥစ္စာချမ်းသာကြွယ်ဝမှလူရဝင်နေဆိုတဲ့အယူဆရှိတယ်သူကပညာတတ်မှမဟုတ်ဘူးပစ္စည်းဥစ္စာချမ်းသာကြွယ်ဝလောကမှာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ပညာရှိတဲ့လူရဲ့စကားနဲ့ဥစ္စာရှိတဲ့လူစကားဒီနှစ်ခုပြိုင်ပြောမယ်ဆိုလို့ရှိရင်ဥစ္စာရှိတဲ့လူရဲ့စကားအောင်နေတာများတယ်လေလူတွေကလည်းပတ်စံချမ်းသာလို့ရှိရင်သဘောကျကြတယ်ပညာရှိတဲ့လူကပညာကချက်ပြုတ်စားလို့မှမရတာဆိုပြီးတော့ဥစ္စာရှိတဲ့လူကိုဖက်လိုက်တတ်တယ်လောကလူတွေရဲ့သဘာဝဒါကြောင့်မို့လို့သူ့ရဲ့အသိဉာဏ်ထဲမှာပါရှိတော့ဆိုရင်ပညာတဲ့ဥစ္စာရှိတာကပို့ပြီးတော့တန်ဖိုးကြီးတယ်ဆိုတဲ့အတွေးကိုသူကတွေးထားတော့ဘုရင်ကြီးကလည်းမေးလိုက်ရောသူကဖြေလိုက်တယ်သေနကဒီရာစဘာလာစဟဝေစနေနတိတ်ပုပတမ္ပနာစအသိပိနောစာရှင်မင်းကြီးတဲ့ပညာရှိတဲ့လူမိုက်အတတ်ပညာနဲ့ပြည့်စုံတဲ့လူနဲ့အတတ်ပညာမရှိသူနော်အဲ့ဒီနှစ်ဦးသူဇာတိမန္တောပိအဇာတိမတ္တမျိုးရိုးကောင်းသူနဲ့မျိုးရိုးမကောင်းသူလူလောကမှာဒီလိုကွဲပြားပြီးတော့နေတာရှိပါတယ်တဲ့ယတတိနောပေတကရာဘဝန္တိအလုံးဟာပညာရှိသူရောပညာမရှိသူပါပညာအတတ်ပညာတတ်သူရောမတတ်သူပါအလုံးဟာပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့လူရဲ့ဝန်တန်းတွေပဲဖြစ်တယ်သူခိုင်းတာလောက်ကြရတယ်ပေါ့ပတ်စံရှိတဲ့လူကပတ်စံပေးခိုင်းတယ်လေအလုံးဟာသူ့ရဲ့အခိုင်းအစေတွေလားဖြစ်တယ်ဒီအချက်ကိုလောကကြီးရဲ့အခြေအနေကိုသူတွေးလို့သူ့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပညောနိဟိနောပညာရှိသူကနှိမ့်ချတယ်တဲ့တိရိမာဝသေယောပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့လူကပဲနော်မြတ်တယ်ယာရုရှိတဲ့လူနဲ့မရှိတဲ့လူလည်းတူတူပဲလေနော်ယာရုရှိတဲ့လူကမြတ်တယ်ပညာရှိမရှိယာရုရှိဖို့ပဲအရေးကြီးတယ်ယာရုရှိရင် तू ကရှာထူးအရှိန်နဲ့ तू က comment ပေးမှာပဲလေအမိန့်ပေးပညာရှိမရှိယာရုရှိတဲ့လူကအထက်ကရောက်အဲ့ဓာတွေကလောကရဲ့သဘာဝဒီလိုရှိသည့်အတွက်ကြောင့်ပညာရှိသူကနှိမ့်ချပြီးတော့ယာတုဂုံသိမ်စီစဉ်ဥစ္စာရှိတဲ့လူကအထက်တန်းကြပါတယ်လို့ဒီလိုစတင်ပြီးတော့သူကပညာရှိသူနဲ့စီစဉ်ဥစ္စာယာတုရှိသူအဖြေပေးလိုက်တယ်ပေါ့နော်အဖြေပေးလိုက်တဲ့အခါမှာသူပေးလိုက်တဲ့အဖြေကိုပြန်ပြီးခြေဆိုဖို့ပုဂ္ဂုတာတို့ကာမိနာတို့ဒေဝိနာတို့ကိုမမေးတော့ဘူးမမေးတော့ဘဲနဲ့အငယ်ဆုံးဖြစ်တဲ့မဟောဒရာဘက်ကိုလှမ်းပြီးတော့ဘုရင်ကြီးမေးလိုက်တယ်တုဝံပိပု္ပ္ပာမိအနောမပညာအလွန်ကြီးမားတဲ့ပညာရှိတဲ့မဟောဒရာကေဝလဓမ္မထတိအကျိုးအကြောင်းကိုကောင်းကောင်းသိတဲ့မဟောဒရာပညာရှိတယ်ပါလံယတသိံပဏိတံအပ္ပဘောကကမိထတေယောကုသလဝရန္တိလောကမှာပညာရှိတဲ့ပုဂ္ဂိုလ်တွေကနော်ယာတုဂုံသိစီစိန်ဥစ္စာရှိတဲ့အသိဉာဏ်မရှိတဲ့လူမိုက်ရဲ့
ပညာရှိတဲ့ပုဂ္ဂိုလ်ပညာရှိပြီးတော့ငွေကြေးဒနာမရှိတဲ့ပုဂ္ဂိုလ်ဘယ်သူကတာတယ်လို့ပညာရှိတွေကပြောကြသလဲခြေဆိုပါအောင်လို့မဟောဒရာဘက်ကိုလှမ်းပြီးတော့ဘုရင်ကြီးကပြောလိုက်တဲ့အခါမှာမဟောဒရာကဒီတေနကအမတ်ကြီးနဲ့ဆန့်ကျင်မဲ့သူကတပိတ်လောက်ရတာပါပါဏိကမ္မာဏိကရောတိဘာလောတဲ့အရှင်မင်းမြတ်ပညာမရှိတဲ့ပုဂ္ဂိုလ်ဟာမဟုတ်တာလှုပ်ဆုံးပဲမဟုတ်တာကိုလှုပ်တတ်တယ်ဣဒမေဝတေယောဣတိမညမေနောဘဝတဘဝကောင်းစားတာဟာအရေးကြီးတယ်ပညာမရှိတဲ့ပုဂ္ဂိုလ်ကတဘဝကောင်းစားရေးပဲကြည့်တယ်နောင်ပါဖြစ်ဖြစ်ဆိုတာကိုယ်ဘဝကောင်းစားရေးတစ်ခုပဲကြည့်တယ်မဟုတ်တာဆိုရင်အကုန်လုပ်တယ်လို့ဣတိဝတေယောဣတိမညမနောသူတို့ကြတော့လက်တွေ့ကြတာကောင်းတယ်ပေါ့ဝါဖို့ရအရေးကြီးတယ်နော်နောင်ခါလာနောင်စေးပဲရတာတော့လာတာတော့ဘိုင်းငင်ဆိုပြီးရတော့ယူထားမယ်ဆိုလူပေါ့နော်ဟုတ်တာဖြစ်စေမဟုတ်တာဖြစ်စေပညာရှိလူမိုက်တွေဟာပညာကင်းမဲ့တဲ့လူမိုက်တွေဟာပစ္စုပန်ဘဝကောင်းစားရေးတစ်ခုတည်းကိုသာကြည့်တယ်တဲ့ဣထလောကဓာတ်တိပရလောကအတ္တတိဒီဘဝကောင်းစားရေးတစ်ခုကိုသာကြည့်ပြီးနောက်ဘဝကောင်းစားရေးကိုမကြည့်ပါဘူးတဲ့သူတို့နောက်ဘဝကောင်းစားရေးကိုမကြည့်ဘူးဥပယထဘာလောကလိမဂ္ဂဟေတိပညာမဲ့တဲ့ပုဂ္ဂိုလ်ဟာဒီဘဝပဲဖြစ်ဖြစ်နောက်ဘဝပဲဖြစ်ဖြစ်သူဟာအရှုံးကိုသာရတတ်ပါတယ်ပညာမရှိဘူးဆိုလို့ရှိရင်ဆုံးဆုံးဖြတ်ဖြတ်မဟုတ်တာတွေလှုပ်တတ်သည့်အတွက်ကြောင့်ဒီဘဝလည်းဆုံးနောက်ဘဝလည်းဆုံးဒီဘဝပါဆုံးတော့ဂုဏ်သိက္ခာတွေဆုံးသွားတယ်နောက်ဘဝကြပါဆုံးတော့ဆိုရင်ကောင်းရသူဂတိဘုံမရောက်တော့နောက်ဘဝမှာလည်းဆုံးပဲဧတံပိဒိဋ္ဌဝါနအဟံဝရမိဒီလိုလက်တွေ့ကြတဲ့အကြောင်းအရာတွေကိုကျွန်တော်မျိုးတွေ့မြင်သောကြောင့်ပညောမသေယောအသိပညာရှိတဲ့လူကသာပိုကောင်းပါတယ်နော်နယတတိတောစိစေဥစ္စာယာဒူးကြည့်တိုင်းမကောင်းပါဘူးယာဒူးကြည့်သူကဒီလောက်မကောင်းပါဘူးပညာရှိမှသာကောင်းပါတယ်လို့မဟောဒရာကပညာရှိဘက်ကခြေဆိုပြန်ခြေဆိုတော့ဘုရင်ကြီးကကဲတေနကအမကြီးပြောပါအောင်နောက်ထပ်အကြောင်းတစ်ခုပြစမ်းမအောင်ဆိုတေနကမကြီးကပြောပြန်တယ်နံပါတ်1ဆက်ပြီးတော့သူကဒီဘိတ်လောက်တာနိသိပ္ပမေတံဝိတ္တတာတိဘောခံနဗန္ဓုဝါနတရိရဝဏောယောပတ္တိလမုခံဒုက္ခမေဓမာနာတိရိဟိနံပစတိဂောရဝိန္ဒံသူကအကြောင်းပြလိုက်တယ်နော်နိသိပ္ပမေတံဝိတ္တတာတိဘောခံပညာမရှိခြင်းနေပါစေစည်းစိမ်ဥစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာငွေကြေးတနာကိုအသုံးချနိုင်တယ်တဲ့နဗန္ဓုဝါနတရိရဝဏောအေးဆွေတွေမျိုးတွေကလည်းတကယ်အရေးမပါဘူးရုပ်ရည်လှတာမလှတာလည်းတကယ်အရေးမပါဘူးကြည့်လေတဲ့မိထီလာမြို့မှာဝိရိဟနိုင်ငံထဲမှာပဲမိထီလာမြို့ကြီးမှာဂောရဝိန္ဒဆိုတဲ့တထေးကြီးရှိတယ်အဲ့ဒီဂောရဝိန္ဒဆိုတဲ့တထေးကြီးဟာငွေကြေးတနအလွန်ကြွယ်ဝချမ်းသာတယ်ဒါပေမဲ့လို့သူဟာစကားပြောတိုင်းပါဇက်ကသေးရည်တွေထွက်တယ်ဟောရုပ်ရည်ကလည်းမရှိဘူးပတ်စံရှိလို့သို့တော်သူနားမှာအချောအလှအမျိုးသမီးတွေအများကြီးရန်နေတယ်သူစကားပြောလိုက်လို့ပါဇက်ကသေးရည်ကြတယ်ဆိုလို့ရှိရင်ကြာပန်းလေးတွေနဲ့ခံပြီးတော့အဲ့ဒီကြာပွင့်လေးတွေကိုအောက်ချလိုက်ရင်အရက်သမားတွေကလူလိုက်ကြတာတဲ့အဲ့ဒီကြံကိုနော်တရေတုတ်ပြီးတော့ချလာတဲ့ကြာပွင့်ကိုပဲအမြတ်တနိုးယူကြအဲ့ဒီဂောရဝိန္ဒဆိုတဲ့တထေးကြီးဟာပတ်စံကြွယ်ဝချမ်းသာသည့်အတွက်ကြောင့်သူ့ကိုဝန်းရံပြီးတော့ပြုစုနေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ပြုစုနေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့ဒါကိုထောက်ကြည့်မယ်ဆိုလို့ရှိရင်တဲ့တိရိဟ
ဟိနံပစတိခောရဝေနံသူ့ရဲ့ခုံချက်တွေဟာပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်းပဲဖြစ်တယ်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်းကြောင့်သူဟာအရာရာခိစ္စပြီးနေတယ်ဘာအတိညာမှမလိုဘူးပတ်စံရှိရင်ရတဲ့အကုန်ခုခေတ်တွေ့တယ်လို့ပေါ့နော်ဝေရှိရင်အလုံးဖြစ်တယ်ပတ်စံဆိုတာဟာလေနော်ဝေရှိရင်အလုံးပြီးတယ်ဆိုတဲ့ဧတံပိဒိဋ္ဌဝနာဟံဝရာမိအဲ့ဒါကိုတွေ့လို့ကျွန်တော်မျိုးကအတိအကျပြောရဲပါတယ်ပညောနိဟိနောပညာရှိတဲ့ပုဂ္ဂိုလ်အောက်တန်းကြတယ်နော်တိရိမာဝတေယောပတ်စံချမ်းသာတာဂုဏ်ရှိတာကပို့ပြီးတော့မြင့်မြတ်ပါတယ်လို့တေတကဒုတိယအချိန်အကြောင်းပြပြီးတော့အခုလိုပြောဆိုလိုက်တော့ဒီဒုတိယအချက်ကိုမောဟဒရာကခြေပါရတယ်ကဲမောဟဒရာကဘယ်လိုပြောမလဲလို့ဆိုတော့ဘုရင်ကြီးကမေးလိုက်တဲ့အခါကျတော့မောဟဒရာပညာရှိကလတ္ထဒုက္ခမစ္စတိအပပညောအသိပညာနည်းတဲ့ပုဂ္ဂိုလ်ဟာတဲ့ချမ်းသာဒုက္ခရလို့ရှိရင်မိမိလျော်လျော်နေတတ်တယ်ကိုယ့်ကိုထင်ကြီးသွားတတ်တယ်ပေါ့ကိုယ့်ကိုထင်ကြီးတတ်တယ်ကောင်းတဲ့အလုပ်ကိုမလုပ်ဘူးစီစဉ်ဥစ္စာတွေရထားလို့ရှိရင်သူကိုယ့်ကိုရှင်မှုတတ်တယ်ဒုက္ခေနဖုတ်တော်ပြီးပမောဟမေတိဆင်းရဲဒုက္ခကြုံတဲ့အခါကျတော့သူဟာမစင်စားတတ်လောက်အောင်တွေးဝေတတ်တယ်အာဂနုခေနဒုက္ခဒုက္ခေနဖုတ်တော်ပဝေဒေတိဝါရိစရောဝခံမေနွေရသည်မှာရှင်နေလို့ကုန်းပေါ်လာတဲ့အခါမှာရေထဲကငါးတွေဟာထွန်းထွန်းလူးပြီးတော့နေကြသလိုအခက်ခဲကြုံလာပြီဆိုရင်ငွေကြေးဒနာချမ်းသာတဲ့ပုဂ္ဂိုလ်တွေဟာစိတ်နှလုံးတုန်လှုပ်တွေရှိကြတယ်တဲ့အဲ့ဒါကိုကြည့်ပြီးတော့ကျွန်တော်မျိုးကတော့ပညာရှိတာကပိုကောင်းတယ်ဥစ္စာရှိတဲ့လူကတလောက်မကောင်းဘူးလို့ပြန်ပြီးတော့ခြေဆိုပါတယ်လို့မောဒရာကဒီလိုခြေဆိုလိုက်တဲ့အခါမှာဝိရိယဘုရင်ကြီးကဒိုင်လူကြီးပဲသူကတော့နော်ကဲပြောပါဦးတိဏကအမတ်ကြီးဒီချက်ပါပြောခြင်းသေးတော့ဆိုတိဏကအမတ်ကြီးကပြောတယ်ဒုမယထာတာဒုဖလံအရင်းကြီးတမန္တာတောသဗိတရန္တိပက္ခိရှင်မင်းကြီးတဲ့ဥပမာမဲ့အသီးတွေညွတ်နေအောင်တီးတဲ့အသီးသီးတဲ့သစ်ပင်ကြီးအရလေးမျက်နှာကလာတဲ့ငှက်တွေဟာအသီးစားကြကိုအရလေးမျက်နှာငှက်တွေဟာထိုသစ်ပင်ကြီးပေါ်မှာသစ်ပင်ကြီးထံစုပြုံပြီးတော့ရောက်လာတယ်တဲ့အဲ့ဒါလိုပဲတဲ့ချမ်းသာကြွယ်ဝပြီးစိစိမ်ဥစ္စာရှိတဲ့ပုဂ္ဂိုလ်လူများစုကလာရောက်ပြီးတော့ဝန်းရံကြတယ်ခါစားကြရတယ်အသီးသီးတဲ့သစ်ပင်ကြီးကိုငှက်တွေကဝန်းရံတယ်လို့ပဲဝန်းရံခါစားရောက်ရှိလာကြတယ်လို့ပဲအဆံဥစ္စာကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်စီကိုလူတွေအလုံးဟာလာရောက်ဝန်းရံကြရတယ်သူတို့ရဲ့ဘဝရေးအတွက်လာရောက်ပြီးတော့ခါစားကြရတယ်အဲ့ဒီအချက်ကိုကြည့်ပြီးကျွန်တော်မျိုးကရဲရဲပြောရဲပါတယ်စီးပွားဥစ္စာတဏကြွယ်ဝသူကပို့ပြီးတော့ပညာရှိတဲ့ပုဂ္ဂိုလ်တွေတာပါတယ်လို့တေတက3ခုမြောက်ဒီလိုဆိုလိုက်တဲ့အခါကဲမဟောဒရာဒီအချက်ကိုဘယ်လိုပြောမလဲလို့ဆိုမောဒရာပညာရှိကထပ်ပြီးတော့ခြေဆိုတယ်နတ္တာတုပလဝဘာလောအသိပညာမရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့ဘယ်လိုပဲခွန်အားဗလာတွေကောင်းခွန်အားဗလာတွေနဲ့ပြည့်စုံမကောင်းပါဘူးတဲ့တာဟတာဝိနတေတနံသူဟာအနိုင်ကျင့်ပြီးတော့စီဝါဥစ္စာကိုရအောင်ရှာတတ်ပါတယ်ကန္တန္တမေတံဒုံမေတံကတ္ထန္တိနိရိယံဘုဒ္ဓနောက်ဆုံးမှာတဲ့ဒီအသိပညာမရှိတဲ့ပုဂ္ဂိုလ်ဟာအမှားအယွင်းနေပြုလုပ်ခြင်းကြောင့်တည်တဲ့အခါမှာအော်ဟစ်ညည်းညူပြီးတော့ငရဲကိုဆွဲချခြင်းခံရပါတယ်တဲ့ဒါကိုတွေ့တဲ့အခါမှာအသိပညာကင်းမဲ့တာမကောင်းဘူးပညာရှိတဲ့ပုဂ္ဂိုလ်ကသာမြတ်တယ်လို့ကျွန်တော်မျိုးဆိုရဲပါတယ်လို့မောဟဒရာပညာရှိကအဲ့လိုခြေဆိုလိုက်တယ်
ဘုရင်ကြီးကထပ်ပြီးတော့ကဲတေနကအမတ်ကြီးဒီအချက်ကိုပြောခြင်းသေးလဲဆိုသူကပြောတယ်ထပ်ပြီးအကြောင်းပြတယ်ယာကာစီနိဇောခင်ကမဘိဝတ္တန္တိလောကမှာရှိသမျှမြစ်တွေဟာခင်ကမြစ်မှာပေါင်းစုံကြတယ်တဗ္ဗဝတိနမခုတ္တံဇန္တိခုလေချင်းတွင်တို့ဘာလို့ဆိုအေယဝတီမှာလာပေါင်းတယ်လေစောချီတို့ဒုဋ္ဌဝတီတို့အေယဝတီပေါင်းသွားတယ်အေယဝတီထဲရောက်သွားလို့ရှိရင်ဒါကချင်းတွင်ကြီးပဲဒါကဒုဋ္ဌဝတီအကြီးပဲဆိုတော့ပြောလို့မရတော့တာအလုံးဟာအေယဝတီမြစ်ဖြစ်သွားတယ်အဲ့ဒါလိုပဲတဲ့မြစ်တွေဟာခင်းကတည်းရောက်လာတယ်အလုံးဟာသူတို့ရဲ့မူရင်းအမည်နာမတွေကိုစွန့်ကြရတယ်ခင်းကမြစ်ဟာလည်းပဲသမုဒ္ဒရာတွေကိုရောက်သွားတယ်ဆိုလို့ရှိရင်အလုံးဟာသမုဒ္ဒရာကြီးဖြစ်ပေါင်းစပ်သွားကြတယ်ဒါကြောင့်မို့သူတို့ရဲ့အစွမ်းအစတွေဟာမရှိတော့ပါဘူးအဲ့တော့ပညာတွေဘလောက်ရှိပညာဘလောက်တတ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ရဲ့နော်ဝန်တမ်းပဲဖြစ်ရပါတယ်လို့အလုံးဟာပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ထံမှာဝင်ရောက်ပြီးတော့ခါစားကြရတယ်လကစားလောက်ကြရတယ်ဆိုအဲ့ဒီစကားနဲ့ဖြေဆိုလိုက်တဲ့ပြောလိုက်တဲ့အခါမှာမောဟဒရာကဘယ်လိုခြေပရမလဲဆိုဘုရင်ကြီးကခြေပဖို့ပြောတဲ့အခါမှာယမေတ္တမက္ခဥဒတိမဟန္တံတဝန္တိနိသောသဗ္ဗကာလမတင်ချာဟုတ်တယ်ဒီအလွန်ကြီးမားတဲ့ပင်တဲ့သမုဒ္ဒရာတွေကိုမြေတွေအလုံးဟာအကုန်လုံးဝင်ရောက်သွားကြတယ်အဲ့ဒီပင်လေရေဟာအမြဲတမ်းပဲဒီလှိုင်းထန်နေပြီးတော့ပင်လေဆိုတာအမြဲတမ်းလှိုင်းလုံးနေနဲ့တဝအတန်ပြုတ်နေတာဖြစ်တယ်သို့တော့အဲ့ဒီပင်လေရေတွေဟာမြေချောင်းအင်းအိုင်တွေအလုံးကဘလောက်ပဲစီးဝင်ပင်လေကြီးရေတွေရှမ်းသွားလို့အေယဝတီမြစ်ရေတိုးလို့ရေရှမ်းတာရှိတယ်ပင်လေရေရှမ်းတယ်လို့မရှိဘူးတဲ့ကမ်းပေါ်ကိုဘယ်တော့မှမကြော်ဘူးအဲ့ဒါမျိုးလို့ပါပဲတဲ့လူမိုက်တွေစီးပွားဥစ္စာကြီးပြီးဘလောက်ပဲပြောနေသူတို့ဟာပညာရှိကိုဘယ်တော့မှမကြော်နိုင်ပါဘူးအလုံးပညာရှိစီရှိတံဝင်ပြီးတော့တောင်းပန်ရတာပဲဖြစ်တယ်နောက်ဆုံးကြတော့ဘလောက်ပဲချမ်းသာပညာရှိရဲ့အဆုံးဖြတ်ကိုရယူရတာပညာရဲ့အကြံဉာဏ်ကိုရယူရတာဖြစ်တယ်ဒါကြောင့်မို့ဒီအချက်ကိုထောက်ထားကြည့်မယ်ဆိုရင်ပညာရှိတဲ့ပုဂ္ဂိုလ်ကသာအထက်တန်းကြတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကဒီဥစ္စာဒနာရှိုံနဲ့ထက်တန်းမကြဘူးလို့မောဟဒရာကဒီလိုခြေဆိုလိုက်တယ်အဲ့လိုခြေဆိုတဲ့အခါမှာဘုရင်ကြီးကကဲဒီအချက်နဲ့ပတ်သက်ပြီးတော့တေနကအမတ်ကြီးဗာပြောမလဲဆိုတေနကအမတ်ကြီးကအပညတောစေပိပရိသမတ္ထပနာတိတဏ္ဏနကတောယတဝတိတတေဝတံရုဟတိညာတိမစ္စေတိရိဟိနံကာရယတိနပညာလောကမှာတဲ့ဒီပညာမရှိခြင်းနေပါစေအပညာတော်စေပိပရိသမတ္ထသူတစ်ပါးအကျိုးစီးပွားကိုညွန်ပြနိုင်တဲ့ပညာမရှိခြင်းပဲနေပါစေနောက်ဆုံးမှာဂုဏ်ရှိတရေစီစိစိဥစ္စာကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်ဟာလူကြားသူကြားထဲမှာစကားပြောပြီးဆိုရင်သူ့စကားကိုပဲအေးအေးယူချတယ်တဲ့နော်ပညာရှိစကားကိုဘယ်သူမှအေးမယူပတ်စံချမ်းသာတဲ့လူရဲ့စကားကိုအေးယူချတယ်ဒါလူလောကအများစုကတော့မှတ်နေတာဒီတိုင်းပဲနော်အများစုကပတ်စံချမ်းသာတဲ့လူရဲ့စကားအောင်းတယ်တိရိဟိနံကာရယတိနပညာအဲ့လိုအောင်မြင်မှုဟာသူ့ရဲ့ဓနဂုဏ်ကြောင့်သာဖြစ်တယ်ပညာဂုဏ်ကြောင့်မဟုတ်ဘူးတဲ့ဒီအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်လေပညာဟာအောက်တန်းကျပြီးပညာရှိသူဟာနှိမ့်ကျပြီးတော့စိစေဥစ္စာဓနကြွယ်ဝသူကသာထက်တန်းကျပါတယ်လို့သေနကအဲ့လိုတင်ပြတဲ့အခါမှာဘုရင်ကြီးကကဲဒီအချက်နဲ့ပတ်သက်ပြီးမောဟဒရာဘာပြောမလဲဆိုတော့မောဟဒရာပညာရှိကဖြေဆိုတယ်
ပရတဝါအတနောဝါပိဟေတုဘာလောမုတပနတိအပပညောအသိဉာဏ်မရှိတဲ့လူမိုက်ဟာတဲ့ကိုယ့်အတွက်ပဲဖြစ်ဖြစ်သူများအတွက်ပဲဖြစ်ဖြစ်မမှန်မကန်စကားတွေကိုပြောလို့ရှိတယ်သောနေနီတော်ဟောတိတဘာယမစ္စေအဲ့ဒါလို့ပြောတာလူလေကောင်မှသူဟာမမှန်မကန်နေပြောသည့်အတွက်ကြောင့်လူတကာရဲ့ကဲ့ရဲ့မှုကိုခံရတတ်တယ်ပစ္စာပိသောဒုက္ခတိခာမိဟောတိနောက်ဘဝကြတော့လေသူမကောင်းတဲ့ဘဝရောက်ရတယ်ဒီအချက်ကိုထောက်ထားမယ်ဆိုလို့ရှိရင်တော့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာသာဥစ္စာရှိသူတဲ့ပို့ပြီးတော့ကောင်းပါတယ်လို့မောဟသရကဒီလိုခြေပါတော့ဘုရင်ကြီးကကဲသေးနကဘာပြောနိုင်အောင်မလဲဆိုတော့သူကလည်းထပ်ပြီးတော့ပြောတယ်6ခုမြောက်အနေနဲ့သူဘာပြောတော့အထံပိစေပါတတိပုရိပညောအနာလီယောအပဒနောတလိတောနတ္တတတံရူဟတိညာတိမစ္စေတိရိစပညာဝတောနဟောတိသူပြောချင်တာကနော်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာဘလောက်ကိုအကျိုးအကြောင်းညီညွတ်တဲ့စကားပဲပြောချင်ပြောပါစေတဲ့ပစ္စည်းဥစ္စာဓနမရှိဘူးဆိုလို့ရှိရင်ငွေကြေးဓနမပြည့်စုံဘူးဆိုရင်သူ့စကားမအောင်ဘူးတဲ့သူ့စကားကိုသူကမှမမှတ်ယူကြဘူးတဲ့ဒါကြောင့်ဒီပညာရှိုံနဲ့မဖြစ်ဘူးဥစ္စာဓနရှိမှပို့ပြီးတော့အရာရာမှာကိစ္စပြီးပါတယ်လို့ဒီအချက်ကိုကြည့်ပြီးတော့ပညာရှိသူဟာနှိမ့်ကြပါတယ်ဒီဥစ္စာဓနရှိသူကပို့ပြီးတော့မြင့်မြတ်ပါတယ်ထက်တန်းကြပါတယ်လို့ဆိုတော့မောဟဒရာကဘယ်လိုပြန်ခြေပတော့ဆိုပရတဝါအတနောဝါပိဟေတုနဘာတတိအလိကံပုရိပညောပညာရှိတဲ့ပုဂ္ဂိုလ်ဟာဒီမဟုတ်တာမပြောဘူးဘယ်တော့မှမမှန်မကန်စကားတွေကိုကိုယ်ကိစ္စကိုယ်ချောင်းကိုငယ်ရွယ်ဖြစ်စေသူတော်ဘာအတွက်ဖြစ်စေမမှန်မကန်စကားမျိုးတွေကိုလွယ်မချွတ်ချော်တဲ့စကားတွေကိုပြောလို့မရှိဘူးတဲ့အဲ့ဒါလို့မပြောသည့်အတွက်ကြောင့်လူလဲကောင်မှခွန်သိက္ခာရှိတယ်သောပုစီတော်ဟောတိတဘာယမစ္စေလူကောင်းသူကောင်းတွေရဲ့အလဲမှာသူဟာချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်မောဟကြတော့လေကောင်းသူဂရိဘုံရောက်တယ်တဲ့ဒါကိုကြည့်ပြီးတော့ပညာရှိတဲ့ပုဂ္ဂိုလ်ကသာမြတ်ပါတယ်ထက်တန်းကြပါတယ်နော်စိစိဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကမမြတ်ပါဘူးဆိုတော့သေနကဘာပြောတော့ဆိုဟဋ္ဌိကဝတ္တမဏိကုဏလာသထိယောသအိဋ္ဌိတုကုနေတုသာတာသဗ္ဗဝတ္တာဥပဘောကဘဝန္တိဣဋ္ဌတပောတတအနေတိမန္တောလောကကြီးမှာကြည်ပါတဲ့လောကကြီးမှာကြည်ပါတဲ့အမျိုးသမီးတွေဆင်းနေပဲဖြစ်ဖြစ်မြင်းနေပဲဖြစ်ဖြစ်ယရနာတွေပဲဖြစ်ဖြစ်အမျိုးသမီးအချောအလှတွေပဲဖြစ်ဖြစ်တဲ့အားလုံးဟာတဏှာရှင်ကိုခါစားကြရတာပါတဲ့အားလုံးတဏှာရှင်ရဲ့အလိုချစီးပွားဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့ဒီအချမ်းရနေတာဖြစ်ကြပါတယ်တဲ့ဒါတွေကိုထောက်ထားကြည့်မယ်ဆိုလို့ရှိရင်စီးပွားဥစ္စာရှိဒီပညာရှိတာတဲ့တဏှာရှိတာကပို့ပြီးတော့သာလွန်တယ်လို့ဒီလိုတင်ဆိုတဲ့အခါမှာမောဒရာကထပ်ပြီးတော့ခြေပါတယ်အတံဝိဟိတကမ္မန္တံဘာလံဒုံမေရမန္တိနံလောကမှာတဲ့ဒီစီမံခန့်ခွဲတတ်တဲ့အတတ်ပညာမရှိဘူးစီမံခန့်ခွဲတတ်မှုမရှိလို့ရှိရင်ဘလောက်ချမ်းသာဆင်းရဲတယ်လေလောကကြီးမှာစီမံခန့်ခွဲမှုမရှိဘူးဆိုရင်အကုန်ချမ်းဆင်းရဲတာပဲစီမံခန့်ခွဲတတ်လို့ရှိရင်ဆင်းရဲတဲ့ပုဂ္ဂိုလ်တောင်ချမ်းသာလာတယ်တဖြည်းဖြည်းအဲ့ဒါကြောင့်အတ္တဝိဟိတကမ္မန္တဆိုစနစ်တကျစီမံခန့်ခွဲတတ်တဲ့အသိပညာမရှိတဲ့နော်အသိပညာကင်းမဲ့တဲ့လူမိုက်ကိုတဲ့ဒီခုံကျက်တည်ဆိုတာစွန့်ခွဲသွားတာဖြစ်တယ်ဥပမာမဲ့မွေးတကောင်ဟာအရေဟောင်းကိုလဲလိုက်တယ်လို့ပဲအဲ့ဒါလို့အသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ကို
ခွန်သိက္ခာတွေကစွန့်ခွာသွားကြတယ်ဒါကြောင့်မို့လို့လောကကြီးရဲ့အနေအထားကိုကြည့်ပြီးပညာရှိတဲ့ပုဂ္ဂိုလ်ဟာသာမြတ်ပါတယ်ပညာမဲ့တဲ့ပုဂ္ဂိုလ်ကမမြတ်ပါဘူးစီးပွားဥစ္စာဘလောက်ပဲရှိမမြတ်ပါဘူးဒါ9ကြိမ်မြောက်ဒီဘိတ်လောက်တာ10ကြိမ်မြောက်ဒီဘိတ်လောက်တယ်10ကြိမ်မြောက်ဒီဘိတ်လောက်တဲ့အခါမှာတေနဂကဒီနောက်ဆုံးအစွမ်းအထက်ဆုံးလက်နဲ့ကြီးကိုထုတ်သုံးလိုက်တာအဲ့အချိန်မှာနော်စစ်ပွဲကသူကပြစ်ကိုကပြစ်နေနောက်ဆုံးမှာသူကတကယ်ကိုအစွမ်းထက်တဲ့အနုမြဘုံလို့ဒုံးရံနဲ့သူကပြစ်မှဒီတစ်ခါကျတော့မလှုပ်နိုင်အောင်မောဟဒရာမလှုပ်နိုင်အောင်သူကနောက်ဆုံးလက်နဲ့ကိုအသုံးချဘာအသုံးချလိုက်တော့ဆိုရင်ပင်စပန္နိတာမယဗတ္တတေအရှင်မင်းတရားကြီးစဉ်းစားကြည့်ပါကျွန်တော်တို့ပညာရှိ5ဦးဟာတဲ့တပ်ပိပင်စလိကတာဥပဋ္ဌိတာရှင်မင်းကြီးကိုလက်အုပ်ချပြီးခါစားနေရပါတယ်တဲ့သူတို့ကပညာရှိတယ်လေဘုရင်ကြီးကပညာမရှိဘူးဒါပေမဲ့ခါစားနေရတယ်ဒါနောက်ဆုံးလက်နဲ့သုံးချတာသူဘုရင်ကြီးနဲ့တိုင်တယ်ပြီးတော့ပြောလိုက်တာဒါအစွမ်းကုန်သူ့ထဲမှာပါတယ်လက်နဲ့အနုမြူလက်နဲ့သုံးချအနုမြူထိပ်ပြီးဝဋ္ဌနဲ့ပြစ်တာအဲ့ဒါတွန်တော့အဘိဘုံရဣတရောတိရှင်မင်းကြီးဟာကျွန်တော်တို့ကိုလွှမ်းမိုးပြီးတော့အစိုးရသူဖြစ်ပါတယ်သက်ကောဝဗုဒ္ဓပတိတေဝရဇာနတ်တို့ကိုအုပ်စိုးတဲ့တရားမင်းကြီးလိုပါပဲရှင်မင်းကြီးကိုကျွန်တော်မျိုးတို့ခါစားနေရတာကြည်ပါရှင်မင်းကြီးလိုစီစဉ်ဥစ္စာဂုဏ်သတင်းကြွယ်ဝတဲ့ပုဂ္ဂိုလ်ပညာရှိတွေကခါစားရတယ်ဒါကြောင့်မို့လို့ပညာရှိကအောက်တန်းကြပါတယ်စီစဉ်ဥစ္စာကြွယ်ဝပြီးစီစဉ်ဥစ္စာယာဓုဂုဏ်သိစီစဉ်ဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့သားပါတယ်နောက်ဆုံးလက်နဲ့ကိုအသုံးချလိုက်တာသူကနော်ဒီနေရာမှာမဟောဒရာမဟုတ်ဘူးဆိုရင်လှမ်းမွေးရခက်သွားပြီဘာလို့ဘုရင်ကြီးထိခိုက်တော့မှလေဘုရင်ကြီးကိုထိခိုက်တော့မှလက်တွေ့ကြအဲ့လိုပြောလိုက်တဲ့အခါကျတော့မောဒရာကပါပြန်ဖြေတော့ဆိုဒါသောဝပညတယတတိဘာလောအထေတုဇာတေတုတထာဝိတေတုလောက်ပဲစီစဉ်ဥစ္စာကုန်လေးရှိပါစေနော်ဘယ်လိုပဲရှိပါစေကိစ္စဝိစ္စပေါ်လာလို့ရှိရင်ပညာရှိကိုခါစားရတယ်ဘယင်ကိုယ်တိုင်ကလည်းပဲပညာရှိတွေစီအကြံဉာဏ်တောင်းရတယ်လေနောက်ဆုံးမှာဘလောက်ပဲယာရုကုန်သိစည်းစိမ်နေကြီးမားပါစေကိစ္စဝိစ္စအခက်ခဲတွေကြုံလာလို့ရှိရင်ပညာရှိကိုတောင်းပန်တိုးရှုပြီးတော့ပညာရှိကိုအကူအညီတောင်းရတာဖြစ်ပါတယ်ယံပဏိတာနိဗ္ဗုဏံသံဝေဒေတိသံမောဟမပစ္စတိတထပါလောအဲ့ဒီအချိန်မှာပညာမရှိဘူးဆိုရင်ဘုရင်ကြီးကိုဘယ်သူမှကုနိုင်မှာမဟုတ်ပါဘူးစိစဉ်ဥစ္စာကြွယ်ဝချမ်းသာယာဓုတွေမြင်မာယုံနဲ့ဘယ်သူမှကယ်နိုင်မှာမဟုတ်ပါဘူးဒီအချက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပညာကမြတ်တယ်ဆိုတာပညာရှိသူကမြတ်တယ်ဆိုတာသိချပါတယ်ဆိုပြီးမောဟဒရာကဆက်ပြီးတော့ဏိကုံးချုပ်အနေနဲ့ဘာပြောလိုက်တော့တေနကအမတ်ကြီးကတော့ပါးစပ်ပိတ်သွားပြီသူဒီနောက်ထုတ်သုံးစရာလက်နဲ့မရှိတော့ဘူးဘုရင်ထီအောင်သူကသုံးလိုက်ပြီဆိုတော့သူနောက်ထပ်လက်နဲ့မရှိတော့မောဟဒရာပညာရှိကဘာနဲ့ပြောလိုက်တုံးဆိုအထာဟိပညာဝတတံပတ္ထာတဲ့လောကမှာတကယ်စင်စစ်ပညာကိုသာလင်ချီးမွမ်းကြတာဖြစ်ပါတယ်ကန္တာတိရိဘောဂရတမနုဿာဒီစည်းစိမ်ဥစ္စာယာဓုဂုဏ်သိစည်းစိမ်ဥစ္စာဆိုတာတဲ့ပစ္စည်းမဲ့တဲ့ပုဂ္ဂိုလ်တွေကသာကောင်းတယ်လို့ထင်ကြတာပါတဲ့ညာနေသဗုဒ္ဓနာမတုရိယရူပံပညာနာအစိတိတိရိကရာစီတဲ့ယာဓုဂုဏ်သိစည်းစိမ်ဥစ္စာကဘယ်တော့မှပညာကိုမကျော်လွှားနိုင်ဘူးလောကမှာကြည့်လေဖျားဆိုတဲ့ပုဂ္ဂိုလ်ဘယ်သူမှမရှင်းနိုင်တာအဲ့ဒါပညာပါပဲဆိုသူကလည်းနောက်ဆုံးလက်နဲ့သုံးလိုက်တာပြီးရောဖျားဆိုတာကိုပြောလိုက်တဲ့အခါကျတော့လောကမှာဖျားတဲ့သားတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးလေရသော်ဘုရားလောကရဲ့အမြင့်မြတ်ဆုံးဖြစ်တာဥစ္စာရှိလို့မဟုတ်ဘူးယာရုဂုဏ်သိကြီးကျယ်လို့မဟုတ်ဘူးဖျားယာရုစွန့်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မင်းသားဘဝကနေပြီးယာရုတွေစွန့်လာတယ်ရွှေအိုးကြီးလုံးလုံးဆိုတဲ့သူ့ရဲ့ပစ္စည်းဥစ္စာတွေစွန့်လွတ်ခဲ့တာဖြစ်တယ်
တကယ်တော့လောကရဲ့မြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တာဟာပညာကြောင့်သာဖြစ်တယ်ဆိုတာကိုမဟောဒရာကထောက်ပြပြောဆိုလိုက်တဲ့အခါမှာအလုံးဘုရင်ကြီးကရှင်းနှံ့အားရပြီးတော့မဟောဒရာပညာအစွမ်းထက်ပါပြီတဲ့ဆိုပြီးတိုင်းလူကြီးကလက်မြောက်ပြီးမဟောဒရာကိုနိုင်ပေးလိုက်တယ်တဲ့ကဲဒါပါပဲเนาะဒါသီရိမန္တဇတ်ဆိုတာ950ဇတ်ထဲမှာသီးသန့်ဇတ်တစ်ဇတ်ဥမင်္ဂဇတ်ထဲမှာထည့်သွင်းပြီးတော့ထားတာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မဟောဒရာပညာရှိကိုဒီသီရိမန္တဒီဘိတ်မှာဘုရင်ကြီးကကျေနပ်အားရပြီးတော့ရွာပေါင်း1000နဲ့ဒီဆုတော်လက်တော်ချပြီးခုံပြုပူဇော်ခဲ့ပါတယ်အားလုံးမဟောဒရာပညာရှိကိုပဲဒီနန်းထိနန်းကိစ္စတွေအားလုံးမဟောဒရာပညာရှိရဲ့အစီအမံနဲ့ပဲဆောင်ရွက်ဖို့ရအတွက်ဘုရင်ကြီးကခွင့်ပေးလိုက်တယ်အဲ့လောက်ထိအောင်သူကယာရုတွေကတိုးမြင့်သွားတယ်ဒီအချက်ကိုထောက်ထားပြီးတော့လောကမှာပညာဆိုတဲ့အရာဟာအမြဲတမ်းတန်ဖိုးကြီးမားတယ်ပညာဆိုတဲ့အရာကိုလူတိုင်းကကြိုးစားခြင်းဖြင့်ရရှိနိုင်အောင်တို့တွေအထောက်ကြရမှာဖြစ်တယ်ပညာပါရမီရှိဖို့ရအတွက်ဒီဘဝမှာပညာကိုကြိုးစားသင်ပြီးတော့စဉ်းစားဆင်ခြင်တတ်တဲ့အလေးထားကိုမွေးမြူပြီးဘယ်ကိစ္စမှာပဲဖြစ်ဖြစ်စဉ်းစားချင်းချင်းကြိုးကြောင်ဆင်ခြင်တတ်တဲ့အလေးထားအဖြစ်မိမိရဲ့ပညာအရှိန်တိုးတက်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာပြေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တရှိမြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးကွင်းညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေတဲ့ရောရှဲသင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း